ဒီကော်လန်လေးကိုအရိပ်ကော်လန်လို့ခေါ်ပါတယ်ဒီအရိပ်ကော်လန်ပက်တန်ဆွဲနည်းပြောပြမယ်ပက်တန်ဆွဲနည်းပြောပြတဲ့အခါမှာနားလေအောင်သေချာဂရုစိုက်ပြီးတော့တင်ပေးတာဖြစ်တဲ့အတွက်အရန်ကိုလည်းပြင်ပန်းပါတယ်အချိန်ကုန်ပါတယ်အဲ့ဒါကြောင့်မလို့အခုတင်ပေးတဲ့ဗီဒီယိုလေးကိုကြည့်ပြီးလို့ရှိရင်တကယ်ပဲပညာရတယ်အသုံးဝင်နဲ့ဝမ်းသာတယ်ဆိုတဲ့အကြောင်းလေးတွေကိုကွန်မန့်လေးတွေမှာရေးပေးခဲ့ပါဦးနော်ကိုခန္ဓာနဲ့ကွက်တိကြတဲ့ပက်တန်ဆွဲပြီးသားရှေ့ချမ်းနောက်ချမ်းကိုယူမယ်ရှေ့ချမ်းကိုကြတော့နှစ်ချမ်းကိုတိတ်နဲ့ကတ်လိုက်မယ်ဘာလို့လဲဆိုတော့လေပင်ဘယ်ချမ်းနဲ့ညာချမ်းကဒီဇိုင်းမတူတာကိုဖော်မှာမို့လို့ပါရင်မြင်းရဲ့ဘေးကို3လက်မှအပေါ်ကို1လက်မှတက်မယ်ပြီးတော့ရင်မြင်းဒါ3လက်မှရင်မြင်းရဲ့အောက်ကိုကြတော့တစ်ခွဲချမယ်အဲ့ဒီတော့လေပင်ဘေးကနေပြီးတော့ခုန3လက်မှအမှတ်ကိုဆက်မယ်အဲ့ဒီကနေပြီးတော့မှအောက်ကိုဆက်လိုက်မယ်ဒါဆိုလို့ရှိရင်တော့လေပင်ဘေးအကားလေးရပြီဒါကဒီဘက်တစ်ချမ်းနောက်တစ်ချမ်းကကြတော့အပေါ်ကနေပြီးတော့မှခုနကနေရာအထိကိုနည်းနည်းလေးဝိုင်းဝိုင်းလေးဆွဲလိုက်မယ်ပြီးတော့ရင်ပုံးပုံစံဖြစ်တဲ့အတွက်ဟိုဘက်ရင်ထိတ်အထိကိုဝိုင်းဝိုင်းလေးဆက်ဆွဲလိုက်မယ်ဒါဆိုလို့ရှိရင်တော့ဘယ်ချမ်းနဲ့ညာချမ်းလေပင်ဘောက်ကိုရပါပြီဒီဘက်အချမ်းကလေပင်အကျအတိုင်းပဲဒီဘက်ချမ်းကလေပင်အကျကော်လန်လေးဒီဘက်မှာလည်းဆွဲလိုက်မယ်ဆွဲပြီးလို့ရှိရင်ကိုလိုချင်တဲ့အဝိုက်ကလေးအတိုင်းပဲလိုက်ပြီးတော့ဆွဲလိုက်မယ်နော်အဲ့တော့အဝိုက်ကလေးရပြီလေပင်အဝိုက်ကလေးရပြီကိုလိုချင်တဲ့နေရာလေးတွေကိုပြန်ဖြည့်တယ်ဖြည့်ပြီးလို့ရှိရင်အပေါ်ကကိုလိုချင်တဲ့အပြားအတိုင်းပေါ့နော်ဆွဲလိုက်တယ်ဆွဲပြီးရင်ဒီဘက်ချမ်းရပြီဟိုဘက်ချမ်းအတွက်ကြတော့ပခုံးချင်းတိတ်နဲ့ကတ်လိုက်မယ်ပခုံးဆက်လိုက်ပြီးသားပေါ့အဲ့ဒီလိုပခုံးဆက်ပြီးသားအခြေအနေမှာလေပင်ပတ်လေကိုတိုင်းမှာဒီလေပင်တစ်ချမ်းလေးပေါ့လေပင်တစ်ချမ်းလေးကဘယ်လောက်ရှိလဲတိုင်းလိုက်မယ်နော်ဒါတော့ကိုယ့်လေပင်နဲ့ကိုပေါ့နော်အဲ့ဒီချမ်းလေးတိုင်းလိုက်မယ်အဲ့ဒီရတဲ့လေပင်ကိုမှကော်လန်လေးဆွဲမယ်အဲ့တော့ဒီမှာစက်ကူကခောက်ရိုးလေးဒီဘက်ချမ်းမှာခောက်ရိုးဘက်ချမ်းမှာ3လက်မဒါကတိုင်းထားပြီးတဲ့ပြီးတော့4စိတ်တက်မယ်တိုင်းထားပြီးတဲ့နေရာက8လက်မအပေါ်ကို3လက်မတက်မယ်တက်ပြီးလို့ရှိရင်ကော်လန်အချုံဘက်ကိုတစ်ခွဲထုတ်လိုက်မယ်တစ်ခွဲထုတ်ပြီးဆွဲလိုက်မယ်ပြီးတော့ပြန်ပြီးတော့လေပင်ဘက်မှာလည်း4စိတ်ပြန်ပြီးတော့ဝင်လိုက်မယ်ဒါဆိုရင်တော့ဒါကကော်လန်အချုံလေးရပြီတစ်ဖက်ကကော်လန်ချုံလေးလုံးမှာတစ်ဖက်ကခုနဆွဲထားတဲ့အဝိုက်ကလေးလုံးမှာဒီလိုမျိုးလုပ်ဖို့ဆိုလို့ရှိရင်ကိုခန္ဓာနဲ့ fitting ကြတဲ့ pattern တော့လိုတယ်နော်အဲ့ဒီတော့မှဒီကော်လန်ပြီးသွားပြီဆိုတော့ဒီဘက်ကအဝိုက်ကလေးကိုထပ်ဆွဲမယ်အဝိုက်ကလေးကိုကူးမယ်ပေါ့မိတ်တူကူးလိုက်မယ်ဒီအဝိုက်ကလေးအတိုင်းကိုလိုချင်လို့ကော်လန်ဒီကော်လန်လေးကိုအရိပ်ကော်လန်လို့ခေါ်တယ်သူအရိပ်ထွက်တာလေးတွေအတိုင်းလိုချင်လို့ဒီမြင်းချောင်းလေးအတိုင်းလိုက်ပြီးတော့လှိမ့်ပိန်းနဲ့လှိမ့်နေဟိုဆွဲပေပါနဲ့အောက်ကခံထားတယ်ကိုလိုချင်တဲ့အတိုင်းလေးပဲစိတ်ရှည်နဲ့ကွက်တိကြအောင်လိုက်ပြီးတော့လှိမ့်ရမယ်နော်ဆွဲပေပါမရှိတော့ဟိုအောက်ပိုင်းဆိုရင်မရှိလို့ရှိရင်ရွှေ့ရမယ်အောက်ပိုင်းထိဝင်အောင်လို့ရွှေ့ရမယ်ဒီဘက်ကအောက်ပိုင်းကနေပြန်ပြီးတော့သွင်းမယ်ဒါမှကိုလိုချင်တဲ့နေရာလေးရမှာ哦နော်အဲ့တော့အဲ့ဒီလိုဆွဲမယ်ဆွဲပြီးလို့ရှိရင်ပင်ရက်တွေဖြုတ်ပြီးတော့ကြီးလိုက်မယ်ဒါတိတ်ပြီးတော့မထင်ဘူးTV ထဲမှာတိတ်မထင်တဲ့အတွက်လိုက်ပြီးတော့ခဲတံလေးနဲ့လိုက်ဆွဲပေးထားတယ်ပေါ့နော်ဆော့ပင်းလေးနဲ့လိုက်ဆွဲပေးလိုက်တယ်ဆွဲပြီးတော့ဒီအဝိုက်တွေနဲ့အပေါ်နဲ့ဆက်တာနော်ဒါကအဝိုက်တွေနဲ့အပေါ်နဲ့ဆက်တာဒါကဒီပေါ်မှာတိတ်ပြီးတော့မမြင်ရတဲ့အတွက်ပြီးလို့ရှိရင်အနီးကကလေးရိုက်ပြပေးမယ်နော်အဝိုက်မှန်သမျှနဲ့လေပင်ထောင်းနဲ့ကိုလိုက်ဆက်လိုက်တာနော်အဲ့တော့ဒီမှာအနီးကကလေးနော်အဲ့ဒီလိုမျိုးလေးအဝိုက်မှန်သမျှကိုလိုက်ဆက်လိုက်တယ်နော်လိုက်ဆက်လိုက်တယ်လိုက်ဆက်ပြီးတော့ဒါကို1 2 3 4 5တဆင့်ချင်းစီကိုလေကတိလေးတွေအတိုင်းတဆင့်ချင်းစီကိုနံပါတ်တက်လိုက်တယ်အဲ့နံပါတ်တက်ပြီးလို့ရှိရင်အဲ့နံပါတ်အတိုင်းပဲ
တစ်ခုချင်းစီကိုလိုက်ပြီးတော့ copy ကူးပြီးတော့ထုတ်လိုက်မယ်အခုကတော့ number 1ကို copy ကူးနေပါတယ်လက်ပင်တောင်းအထိသွားပါမယ်ဒါကတော့ number 1 ရပြီ number 1ပြီးတော့ဒါလေးကိုဒီဘက်က number 2 number 2ကိုကူးပြီးဒီ number 2ကလည်းလက်ပင်တောင်းလေးအထိသွားတာเนาะဒါ number 2 number 2ကူးပြီးလို့ရှိရင်ဒီဘက်မှာ number 3အခုကတော့ရေးရေးလေးပဲမြင်ရမှာပေါ့နော်နောက်ပြီးကြလို့ရှိရင်တော့ဒီဟာတွေကိုမြင်ရအောင်လို့ဆော့ပင်လေးနဲ့ပြန်ပြီးတော့ဆွဲပြမယ်နော်ဆွဲပေပါတော့တိတ်ပြီးတော့မထင်းတဲ့အတွက်တီးခန့်ပြီးတော့ကြည်ပေးပါအခု number 3ရပြီ number 3ပြီးတော့ number 4 number 4ဒါလေးတွေကနည်းနည်းမျက်စိတော့ရှုပ်ပေးမယ်တေချာလိုက်ကြည့်လို့ရှင်တော့လုံးတက်မှာပါပြီးလို့ရှင်ဒါလေးတွေကထွက်သွားလို့ရှင်လဲချစ်စရာကောင်းတဲ့လှတာလေးရတဲ့အတွက်စိတ်ရှိရှိလေးနဲ့လိုက်လုပ်ကြည့်နော်အဲ့တော့အခုနံပါတ်5အထိရပြီဒါဆော့ပင်နဲ့လိုက်ဆွဲထားတာဆွဲပြပေးထားတာနော်မြင်ရအောင်လို့အဲ့တော့အခုဒီဟာလေးတွေကိုညှက်ထုတ်လိုက်မယ်တစ်ခုချင်းစီအကုန်လုံးညှက်ထုတ်လိုက်တစ်ခုချင်းစီထွက်အောင်အကုန်လုံးညှက်ထုတ်လိုက်မယ်နော်ဒီဆော့ပင်နဲ့ဆွဲထားတဲ့ပုံလေးကိုမြင်အောင်လို့ဒီပုံလေးနဲ့အရှိရပုံလေးနဲ့ပြန်တွဲကြည့်ရင်ဘယ်လိုမိတ်တူကူးလိုက်တာလဲဘယ်လို copy ကူးလိုက်တာလဲဆိုတာကိုသိရပါလိမ့်မယ်အခုဒါနောက်ဆုံး number 5ဒါ number 1ပေါ့ number 1 1 2 3 4အထိပြီးသွားပြီ5 4 3 2ပြီးသွားပြီအခု1ကိုဖြတ်ထုတ်နေပြီအဲ့ဒီလိုဖြတ်ထုတ်ပြီးလို့ရှင်ဒါlevel လေးပေါ့နေ့ဒီလိုတင်မယ်နေ့ဒါက3 4 5နော်အဲ့ဒီလိုမျိုးပေါ်လန်လေးဖြစ်သွားပါပြီ။အောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးပါ။နံပါတ်1ကိုတင်မယ်ပြီးရင်နံပါတ်2တင်မယ်နောက်ပြီးနံပါတ်3ပြီးရင်နံပါတ်4တင်မယ်တခါနံပါတ်5ကိုတင်လိုက်မယ်ဒါကိုလိုချင်တဲ့ပုံစံလေးရပြီ5နဲ့4နဲ့ကိုတိတ်နဲ့ကတ်3နဲ့2နဲ့ကိုလည်းဒါတိတ်နဲ့ကတ်ပြီးရင်1နဲ့2နဲ့ကိုဒီဘက်အချမ်းမှာတစ်ခါကတ်3နဲ့4နဲ့ကိုလည်းဒီဘက်အချမ်းမှာပဲတစ်ခါကတ်မယ်ဒါဆိုရင်ဒီပတန်ကိုဖြန့်လိုက်မယ်ဖြန့်လိုက်တော့ဒီမှာမပြီးသေးတဲ့နေရာလေးတွေကိုတစ်ခါတိတ်နဲ့ထပ်ပြီးတော့ဆက်မယ်အကုန်လုံးပိတ်သွားအောင်လို့ဒီပတန်ရပြီဆိုလို့ရှိရင်ဘေးပတ်လည်းမှာချုပ်စာတင်ပြီးတော့ကော်လန်ချုပ်တဲ့အတိုင်းပဲချုပ်တာဒီပတန်တွက်ထုတ်ပုံကိုထွင်စင်မြင့်ဒီဇိုင်နာတင်တဲ့ page မှာအသေးစိတ်တင်ပေးထားတာမို့လို့ page ထဲကိုဝင်ကြည့်လိုက်နော်ကျမဒီဇိုင်နာထွင်မှာနောက်ထပ်ဗီဒီယိုလေးတွေကိုလည်းပညာတွေဝင်ပြီးတော့ယူလိုက်ပါအောင်နော်အခုဆိုရင်ဒီလိုပုံလေးရသွားပြီဒါကိုပြန်ပြီးတော့ငကိုပုံစံလေးအတိုင်းပဲဖြစ်အောင်ပြန်ပြီးတော့တွန်းမယ်အခုအင်ဂျီလေးကတော့ရင်ပုံးပုံလေးမှာတင်တာပေါ့တခြားဘယ်ဒီဇိုင်းမှာဖြစ်ဖြစ်လဲသုံးလို့ရတယ်နော်
အခုဒီပတ်တန်လေးဆွဲပြသွားတာကိုနားမလဲတာမရှင်းတာဘာရှိလဲကွန်မန့်မှာမိခွန်းလေးမေးခဲ့ပါအောင်နောက်လည်းအမြဲတမ်းပဲဒီလိုမျိုးပညာတွေရတဲ့အများကြီးတင်ပေးမှာမို့လို့အားပေးပါအောင်နော်